Pastry Story လို့နာမည်ပေးခဲ့ရတယ်ကြတော့အမကဒီ French inspired bakery ဖြစ်တဲ့အတွက်ပေါ့နော်ဒီကကအမ fresh bake ကိုဦးစားပေးအောင်တင်တာပေါ့နော်အမရဲ့ signature item တွေဆိုတော့ chocolate cake item တွေနဲ့ဒီ croissant တွေပေါ့ croissant ပြင်တခြားဒီ fresh bake buns လည်းရတယ်နောက် cake မျိုးစုံလည်းရတယ်ရှင် bread line တစ်ခုရသွားထားဟုတ်ပဲပေါ့နော် cake ရော coffee တွေရောတခြား drinks တွေရောရတယ်ရှင်ဆိုင်ခွဲ3ဆိုင်ရှိရပေါ့နော်ပထမဆုံးဖွင့်တဲ့ဆိုင်လေးကတော့ Capital Mall 3ဟောင်းမှာရှိပါတယ်ဒါကတော့ဒုတိယဆိုင်ခွဲလေး66လမ်းနဲ့338ချမ်းမှာရှိပါတယ်အခုဒီနှစ်ထက်မှနောက်ထပ်တစ်ဆိုင်ဖွင့်တာကတော့မင်္ဂလာမန္တလေး Block 3 Unit 8မှာဖြစ်ပါတယ်ရှင်3ဆိုင်အပြင်မတို့ cafe supply လည်းလုပ်ပေးရဲဒီ croissant တွေ cake တွေအတွက် cafe owner တွေစိတ်ချရတယ်ပေါ့နော်နောက်တစ်ခါ catering service လေးလည်းရှိပါတယ်ရှင်မတို့ဆိုင်မှာဒီ buns တွေဆိုလို့ရှိရင်9000မကျော်ဘူးပေါ့နော်ကိတ်တွေဆိုလို့ရှိရင်လည်း1000မကျော်ရဲ့ဈေးနှုန်းမှာရှိပါတယ်ရှင်66လမ်းဆိုင် branch လေးကတော့66 3938ကျမှာရှိပါတယ်ရှင်ဖွင့်ဆိုင်လေးကတော့မနက်8:00နာရီကနေည9:00နာရီအထိဖြစ်ပါတယ်လာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်